မင်္ဂလာပါရှင်မက်ရွှေမိုးကိုရီးယား channel ရဲ့ဂျာတာရင်းနဲ့တောင်ကိုရီးယားဖြစ်ရမှန်မှုခင်းဇာတ်လမ်းများအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့အင်ဂျီပါအန်သွားအဖေကြီးဖုံးကွယ်ထားသောမျက်နှာဖုံးနဲ့တုံလှုပ်ဖွယ်ရာဖြစ်ရမှန်ကျင်နာတနာတဲ့လွန်လို့အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်ရဆိုတစ်ခုတကဘာလုံးကတနာပြူနာတက်ခဲ့ရတဲ့အန်သွားအဖေကြီးရဲ့နောက်ွယ်မှာလူမဆန်တဲ့ရုံမာမှုတွေရှိနေခဲ့မယ်လို့ဘသူကထင်ထားခဲ့မှလဲဒီကနေ့မှာတော့တောင်ကိုရီးယားနိုင်ငံနေမှာကတကဘာလုံးကိုပါတုံလှုပ်စေခဲ့တဲ့အန်သွားအဖေကြီးလီယောင်ဟတ်ရဲ့ကြောက်မဲ့ဖွယ်ရာဖြစ်ရမှန်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ရှားပါယောဂနဲ့တနာစရာမိသားစုဘဝကဘာပေါ်မှာယနေ့အထိလူပေါင်း9000ခန့်သာခံစားနေရတဲ့ရှားပါထိုးဆန်းတဲ့ယောဂတစ်ခုရှိပါတယ်။အဲ့ဒါကတော့ gigantiform hematoma လို့ခေါ်တဲ့သဖုံးကင်ဆာယောဂတစ်မျိုးပါ။ဒီယောဂဟာသွားမြစ်တွေကြားမှာဂျင်းအတက်တွေလိုအသက်ပိုးတွေကြီးထွားလာပြီးမျက်နှာကိုပုံပြက်ပန်းပြက်ဖြစ်စေတဲ့ယောဂဖြစ်ပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွမ်ဆန်ကတော့ဒီယောဂဘာကြောင့်ဖြစ်လဲဆိုတာအပြေမရှာနိုင်သေးပဲဆေးမရှိတဲ့ယောဂလို့ဆိုထားပါတယ်။ဒီကန်ဆိုးတဲ့ယောဂကိုတောင်ကိုရီးယားမှာအဖေဖြစ်သူအသက်35နှစ်အရွယ်မစ္စတာလီနဲ့သူ့ရဲ့သမီးလေးလီတို့သားဖနှစ်ယောက်ခံစားနေရတာပါ။ဇနီးဖြစ်သူချွဲကတော့တာမန်လူကောင်းတစ်ယောက်ပါ။မစ္စတာလီဟာသွားတွေအားလုံးဆုံးရှုံးခဲ့ရပြီးအန်သွားတစ်ချောင်းပဲကျန်တော့တာကြောင့်သူ့ကိုအန်သွားအဖေကြီးလို့လူသိများခဲ့ပါတယ်။2005ခုနှစ်ကနေ2018ခုနှစ်အထိတောင်ကိုရီးယားမှာအန်သွားအဖေကြီး၏ဂတိသစ္စာ The Promise of Mola Daddy in Korea ဆိုတဲ့ TV အစီအစဉ်နဲ့အကြိမ်ကြိမ်အလှူခံပေးခဲ့တာကြောင့်တနိုင်ငံလုံးကသူတို့ကိုကူညီခဲ့ကြပါတယ်။ဒုက္ခကြားကပြုံးပြနေတဲ့သူ့ရဲ့ပုံရိပ်ဟာစံပြအိမ်တော်ဦးစီးတယောက်လိုဖြစ်ခဲ့ပါတယ်။များသောအားဖြင့်ယောဂရှင်တွေဟာ TV ပေါ်မှာဝမ်းနေပြီးမျက်ရည်ကျလိရှိပေမဲ့တဖုံးကင်ဆာအပူကြီးကြောင့်မျက်နှာတစ်ချမ်းလုံးဖောရောင်နေတဲ့ဒုက္ခိတသမီးလေးကိုခြိထားတဲ့အန်သွားအဖေကြီးမစ္စတာလီကတော့အမြဲပြုံးဖို့ကြိုးစားခဲ့ပါတယ်။ဘဝကဒီလိုဖြစ်လာတာဘာတတ်နိုင်မှလဲဗျာလို့သူကခက်အေးအေးပဲပြောလို့ရှိပါတယ်။သူကသူ့သမီးလေးကိုကြည့်ပြီးမျက်ရည်ကျတဲ့အခါမှာတော့တောင်ကိုရီးယားပြည်သူတွေကပိုပြီးစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။တခါကသတင်းထောက်တယောက်ကခမည်းမဒီယောဂရှိနေတာဘာလို့ခလေးယူတာလဲဗျာလို့မေးတဲ့အခါမှာသူကဆရာဝန်ကဒါဟာသားစိန်မျိုးဆက်ပြန်ပွားတဲ့ယောဂမဟုတ်ဘူးလို့ပြောပါတယ်။ဒီစကားတစ်ခုကိုယုံကြည်ပြီးခလေးယူခဲ့တာပါ။အခုတော့ချစ်စရာကောင်းတဲ့ဒီသမီးလေးနဲ့တွေ့ရတာပေါ့ဗျာလို့ဖြေကြားခဲ့ပါတယ်။အော်ဒီလိုသူတော်စင်တယောက်လိုစိတ်ထားဖြူစင်သူနဲ့နတ်သမီးလေးတယောက်လိုချစ်စရာကောင်းတဲ့ကလေးမလေးကိုမှဒီယောဂကရရဆက်ဆက်တွေ့ကပ်နေလေချင်းသူဟာသမီးလေးစေကူဖို့ဘူတာယုံတွေနဲ့အင်တာနက်စာမျက်နှာတွေမှာအမြဲတမ်းအလှူခံခဲ့ပါတယ်။ဒါပေမဲ့2019ခုနှစ်စက်တင်ဘာလမှာတော့ပြည့်ရက်တွေကပြောင်းပြန်လှန်ကုန်ပါတယ်။မစ္စတာလီရဲ့ဇနီးဖြစ်သူချွဲဟာမစ္စတာအေလို့ခေါ်တဲ့လူချမ်းသာတယောက်နဲ့နောက်အိမ်အောင်ပြုထားပါတယ်။မစ္စတာအေဆိုတာမစ္စတာလီရဲ့ပထွေးဖြစ်တယ်လို့ဇနီးတဲ့ချွဲအတွက်တော့ရောက်ကတိတော်ဆက်သူပါ။2019ခုနှစ်စက်တင်ဘာလ2ရက်နေ့မှာတော့တနိုင်ငံလုံးကိုအံ့အားသင့်စေမဲ့တရားစွဲဆိုမှုတစ်ခုပေါ်ပေါက်လာပါတယ်။ဇနီးတဲ့ချွဲကသူမရဲ့ရောက်ကတိမစ္စတာအေကိုမတိမ်မှုနဲ့တရားစွဲလိုက်တာပါ။သူမကတရားရုံးမှာအခုလိုထွက်ဆိုခဲ့ပါတယ်။2009ခုနှစ်ကစပြီးကျမယောက်ျားရဲ့ပထွေးကကျမကိုအချိန်ပေါင်းများစွာမတိမ်ကျင်းနေပါတယ်။ဒီစကားကြောင့်ထောက်လန်းရေးတွေကမတင်ကာဖြစ်ပြီးခမယောက်ျားမသိဘူးလားလို့မိကုံထုတ်ခဲ့ကြပါတယ်။အဲ့ဒီခါမှာတော့ချွဲကမျက်ရည်စက်လက်နဲ့အခုလိုပြန်ဖြေခဲ့ပါတယ်။2009ခုနှစ်မှာကျမယောက်ျားကသမီးလေးကိုခွဲစိတ်ကူတာဖို့အမေရိကမှာအလှူခံနေတော့ကျမနဲ့မစ္စတာအေနှစ်ယောက်ထဲကြံခဲ့တဲ့နေ့တွေရှိပါတယ်။ကျမသမီးလေးနဲ့ကျမယောက်ျားကခွဲစိတ်ကူတာဖို့အလှူခံဖို့အမေရိကကိုမကြာခဏတွားရပါတယ်။ဒီလိုနဲ့လူမှုရေးရှုပ်ထွေးမှုတွေဟာတရားရုံးထိရောက်ရှိလာခဲ့ပါတယ်။ဆွဆွဲခံရတဲ့ပထွေးဖြစ်သူမစ္စတာအေကတော့ပြက်ပြက်သားသားပဲညှင်းဆိုခဲ့ပါတယ်။ကျွန်တော်နဲ့လိန်ဆက်ဆံခဲ့တာမှန်ပါတယ်။ဒါပေမဲ့နှစ်ဦးသဘောတူပါခင်ဗျာ။မရင်းကျင်တာမဟုတ်ပါဘူးလို့သူကထွက်ဆိုခဲ့ပါတယ်။အဲ့ဒီအချိန်ကတော့အမှုစစ်ဆေးနေစေဖြစ်တာကြောင့်ဘသူကအမှန်လဲဆိုတာဘသူမှမဝေခွဲနိုင်ခဲ့ပါဘူး။ဒါပေမဲ့မယုံနိုင်စရာဖြစ်ရဆိုကတော့နောက်ကက်လျက်မှာပဲစောင့်ကြိုနေခဲ့ပါတယ်။ဒီအမှုကိုဖွင့်လှစ်ပြီး၄ရက်အကြာစက်တင်ဘာလ6ရက်နေ့မှာတော့ဇနီးတဲ့ချွဲဟာတိုက်ပေါ်ကနေခုန်ချပြီးမိမိကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ဒီဖြစ်ရက်ကြောင့်ကန်ဆိုးလာတဲ့ဒုက္ခိတသမီးလေးမှာအမိမဲ့ဘဝကိုရောက်ရှိသွားခဲ့ရပါတော့တယ်။ကျင်နာတနာတတ်တဲ့တငယ်ချင်းမလေးခင်နဲ့ကြောက်မဲ့ဖွယ်ရာလူသက်မှုသမီးလေးလီရဲ့မူလာတဲ့ကျောင်းကလေးကခင်လာခဲ့တဲ့အချစ်ဆုံးတငယ်ချင်းလေးကတော့ခင်ပဲဖြစ်ပါတယ်။ခင်မှာအလွန်ကျင်နာတတ်ပြီးစိတ်ကောင်းရှိတဲ့သူတော်ကောင်းမလေးတယောက်ပါ။ကြောက်လန့်စရာမျက်နှာသွင်းပြင်းကြောင့်တငယ်ချင်းမရှိတဲ့လီကိုတဦးတည်းသောတငယ်ချင်းအဖြစ်ရပ်တည်ပေးခဲ့ပြီးကျောင်းမှာလည်းအဆအဆအရာရာကူညီပေးခဲ့တဲ့ကျေးဇူးရှင်လေးလည်းဖြစ်ပါတယ်
2019ခုနှစ်စက်တင်ဘာလ30ရက်နေ့လယ်12:20မှာတော့ခင်ဟာမိခင်မဲ့သွားရှာတဲ့သူမရဲ့တငယ်ချင်းလီကိုတနာစိတ်နဲ့အားပေးဖို့အတွက်သူတို့အိမ်ကိုအလဲလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမစ္စတာလီကကျေးဇူးတင်လိုက်တာကွယ်။သမီးတငယ်ချင်းကိုအေးအေးလေးတိုက်လိုက်ပါဦး။မစ္စတာလီဟာဒုက္ခိတသမီးဖြစ်သူကတဆင့်ကင်ကိုအချိုရည်တိုက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအေးအေးထဲမှာမေးစည်းတွေခတ်ထားခဲ့တာပါ။အေးအေးတောက်ပြီးမိနစ်အနည်းငယ်အကြာမှာပဲခင်ဟာမူးမေ့ပြီးလဲကျသွားပါတော့တယ်။ညနေ3:30မှာတော့သမီးဖြစ်သူလီဟာအိမ်ကနေတယောက်တည်းထွက်သွားခဲ့ပါတယ်။အိမ်ထဲမှာတော့သတိမေ့နေတဲ့ခင်နဲ့မစ္စတာလီတို့နှစ်ယောက်တည်းကြံရစ်ခဲ့ပါတယ်။မစ္စတာလီဟာခင်ကိုမဒိန်ချင်းမှုစူးစမ်းနေစဉ်မှာခင်ဟာသတိပြန်လည်လာခဲ့ပါတယ်။သူ့ရဲ့အကြံကိုရိပ်မိသွားတဲ့ခင်ကိုမစ္စတာလီကရရက်ဆက်ဆက်တပ်ဖြတ်လိုက်ပါတော့တယ်။သူတော်ကောင်းရဆောင်ထားတဲ့မျက်နှာဖုံးဟာအပီးတိုင်ကွာကျသွားခဲ့ပါပြီ။အဲ့ဒီနေ့ည7:00နာရီမှာတော့ခင်ရဲ့မိဘတွေကသမီးပြဆုံးကြောင်းရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ခင်ရဲ့မိခင်ကအခုလိုထွက်ဆိုခဲ့ပါတယ်။သမီးလေးကမစ္စတာလီတို့အိမ်သွားလည်မယ်လို့ပြောပါတယ်။ကျမမစ္စတာလီရဲ့သမီးစီဖုန်းဆက်တော့မစ္စတာလီကကျမသမီးလေးနေ့လယ်2 နာရီကျော်လောက်ကလေးကပြန်သွားတယ်လို့ဖြေပါတယ်။ကျမသမီးဖုန်းကလည်းထူးထူးဆန်းဆန်းပိတ်ထားပါတယ်။အော်တိုဘာလ1 ရက်နေ့မှာတော့ CCTV မှတ်တမ်းတွေအရမစ္စတာလီဟာခင်ရဲ့အလောင်းကိုခရီးဆောင်အိတ်ထဲထည့်ပြီးကားနဲ့တဲကမြေမြုပ်ပစ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီဖြစ်စဉ်မှာသမီးဖြစ်သူလီကလည်းဖခင်ကိုအတူတူကူညီနေခဲ့တာပါ။ပိုပြီးမတင်ကားစရာကောင်းတာကမူးပြီးလဲနေတဲ့တငယ်ချင်းခင်ရဲ့ပါဇက်သေးကိုသမီးဖြစ်သူလီကဖခင်ခိုင်းတာမဟုတ်ပဲစိတ်ငြိမ်စေနှစ်ပြထပ်ထည့်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။သူမကိုယ်တိုင်တငယ်ချင်းကိုတစ္ဆာဖောက်ခဲ့တာလားဆိုတာတွေးတောစရာဖြစ်လာပါတယ်။အောက်တိုဘာလ4 ရက်နေ့မှာတော့မစ္စတာလီနဲ့သမီးဖြစ်သူကိုဖမ်းဆီးရမိခဲ့ပါတယ်။သမီးဖြစ်သူလီကတော့အခုလိုလိန်ညာထွက်ဆိုခဲ့ပါတယ်။တငယ်ချင်းအိပ်ပျော်သွားလို့အခြားတငယ်ချင်းတွေနဲ့တွေ့ဖို့ကျွန်မခဏထွက်လာခဲ့ပါတယ်။ပြန်လာတော့တငယ်ချင်းကတေးနေပါပြီ။ဒါပေမဲ့ထောက်လန်းရေးတွေကတော့မစ္စတာလီကိုလုံးဝမယုံကြည်တော့ပါဘူး။ဒါကြောင့်သူ့ဇနီးချွဲရဲ့တေးဆုံးမှုကိုလည်းပြန်လည်စစ်ဆေးခဲ့ကြပါတယ်။စက်တင်ဘာလဆန်းကဇနီးဖြစ်သူတိုက်ပေါ်ကခုန်ချခဲ့တဲ့အချိန်မှာမစ္စတာလီဟာအသက်ကယ်ဖို့မကြိုးစားပဲဖုန်းတစ်လုံးနဲ့ဟိုပြောဒီပြောအလုံများနေခဲ့တာကို CCTV မှာတွေ့လိုက်ရပါတယ်။ဇနီးတဲ့ကိုပွေ့ဖက်ထားမျိုးစိတ်ုံကားနဲ့လိုက်ပါသွားတာမျိုးလည်းမရှိခဲ့ပါဘူး။တေးဆုံးသူဇနီးတဲ့ရဲ့နှစ်ဖိုးမှာရိုက်နှက်တန်ရာရှိနေသလိုအတွင်းဉဏ်ပေါင်းပြီးမပါပဲအဝတ်စားတွေဖျို့ဖျဲဖြစ်နေတာကလည်းအင်တန်မတင်ကားစရာကောင်းတဲ့အချက်တွေဖြစ်နေပါတော့တယ်။မစ္စတာလီနှင့်ဇနီးတဲ့ချွဲတို့၏နောက်ွယ်မှာဖြစ်ရမှန်များမစ္စတာလီဟာသူ့ရဲ့ဇနီးတဲ့ချွဲကိုငငယ်ကလေးကတည်ခဲ့တာပါ။ချွဲဟာအသက်14နှစ်အရွယ်အလေတန်းကျောင်းသူဘဝမှာမိဘတွေနဲ့စိတ်အခက်မတင်လို့အိမ်ကထွက်ပြေးလာတာကိုမစ္စတာလီကခေါ်ယူပေါင်းသိမ်းခဲ့တာဖြစ်ပါတယ်။သူက TV အစီအစဉ်တွေမှာဆရာဝန်စီမေးပြီးမှစနစ်တကျကိုဝန်ယူခဲ့တာပါလို့ပြောခဲ့ပေမဲ့ဒါဟာလိမ်ညာမှုသာဖြစ်ပါတယ်။အသက်16နှစ်အရွယ်အိမ်အောင်ပြုဖို့အသက်မပြည့်သေးတဲ့မိန်းကလေးတယောက်ကိုဘယ်ဆရာဝန်ကမှကိုဝန်ယူဖို့အကြံပေးမှာမဟုတ်ပါဘူး။မစ္စတာလီရဲ့ရုပ်မာမှုတွေကအိမ်တွင်းမှာရှိနေတာပါ။သူဟာဇနီးတဲ့ရဲ့တကိုယ်လုံးကို1,200နဲ့300ကျားတန်တဲ့တက်တူးတွေထိုးခိုင်းထားပါတယ်။သူ့ရဲ့အိမ်မှာလည်းကိုပိုင်တက်တူးထိုးဆက်ကိုတွေ့ရှိခဲ့ပါတယ်။ပိုပြီးဆိုးဝါးတာကတော့သူဟာဇနီးတဲ့ကိုအခြားယောက်ျားတွေနဲ့ကာမဆက်ဆံစီပြီးငွေရှာခိုင်းခဲ့တာပါ။အဲ့ဒီလိန်ဆက်ဆံမှုတွေကိုဗီဒီယိုရိုက်ပြီးညဉ့်ညမ်း website တွေမှာလည်းရောင်းစားခဲ့ပါတယ်။အထွေးဖြစ်သူမစ္စတာအေကိုမဒိန်းမှုနဲ့တရားစွဲတဲ့နေ့မှာတော့မစ္စတာလီဟာဇနီးတဲ့ကိုသပင်ညက်ဆိုင်ခေါ်သွားပြီးသပင်အလှပြင်ပေးသူကိုလှလှလေးလုပ်ပေးပါဗျာလို့ပြောခဲ့ပါသေးတယ်။အဲ့ဒီနောက်ဇနီးတဲ့ကိုပထွေးဖြစ်သူစီမှာထားခဲ့ပြီးသူ့မိခင်ကိုစေယုံသွားဖို့ခေါ်ထုတ်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာရဲစခန်းကိုသွားပြီးကျမယောက်ျားရဲ့ပထွေးကမဒိန်းကျင်ပါတယ်လို့ဇနီးတဲ့ကိုတိုင်ခိုင်းခဲ့တာပါ။အချို့သောရှင်းနေတွေကတော့ဒါဟာချမ်းသာတဲ့ပထွေးစီကနေငွေညှစ်ဖို့မစ္စတာလီကိုတိုင်မြှဆွဲခိုင်းတာလည်းဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဇနီးတဲ့ချွဲဟာမစ္စတာလီရဲ့ရိုက်နှက်မှုကိုလည်းမကြာခဏခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကြီးလိုငရဲလိုဘဝမျိုးကနေလွတ်မြောက်ဖို့တိုက်ပေါ်ကနေခုန်ချပြီးအဆုံးစီရင်သွားခဲ့ပါတယ်။ဒါကိုမစ္စတာလီကဝမ်းမနေတဲ့အပြင်သူမသေဆုံးပြီး3 ရက်ကြာမှာပဲအခြား ID တစ်ခုနဲ့အင်တာနက်မှာချစ်သူဖြစ်ခြင်းသည်အမြဲတမ်းပျော်ရွှင်ပြီးပြုံးနေကြရအောင်လက်မထပ်ပဲအတူနေခြင်းရင်လည်းဖြစ်နိုင်ပါတယ်ဆိုတဲ့ကြော်ညာကိုတင်ခဲ့ပါတယ်။ဇနီးတဲ့သေဆုံးသွားတာတော့မစ္စတာလီရဲ့ရုပ်မာမှုတွေကရှက်မသွားခဲ့ပါဘူး။သူဟာတနာစရာကောင်းတဲ့မျက်နှာဖုံးကိုတက်ပြီးသေဆုံးသွားတဲ့ဇနီးတဲ့ကိုပါအသုံးချပြီးငွေရှာဖို့ကြိုးစားခဲ့ပါတယ်။သူ့မိန်းမရဲ့ဓာတ်ပုံတွေကိုနမ်းပြပြီးသတိရကြောင်းတခြင်းတွေဆိုပါတယ်။အဲ့ဒီဗီဒီယိုတွေကိုလူမှုကွန်ရက်နဲ့အလှူခံ page တွေပေါ်မှာတင်ပြီးအမိမဲ့သွားရှာတဲ့တမီးလေးအတွက်တနာကြပါအောင်ဆိုတဲ့ပုံစံမျိုးနဲ့အလှူရှင်တွေကိုဆွဲဆောင်ခဲ့ပါတယ်။အလှူရှင်အသင်းဝင်တွေကလည်းသူ့ရဲ့ဟန်ဆောင်မျက်ရည်တွေအောက်မှာတကယ်ပဲတနာပြီးဝိုင်းဝန်းလှူဒန်းခဲ့ကြပါတယ်။
ဒါပေမဲ့တကယ်အရှိတရားကတော့ထိတ်လန့်စရာပါမစ္စတာလီဟာသမီးဖြစ်သူအတွဲဆိုပြီးအလှူခံရရှိထားတဲ့ငွေဟာတောင်ကိုရီးယားဝမ်ဂတိ120တောင်ရှိပါတယ်ဒါပေမဲ့သမီးအတွက်တကယ်သုံးခဲ့တဲ့ငွေကတော့85သိန်းတောင်မပြည့်ပါဘူးအဲ့ဒီအချိန်ကဆေးရုံတွေကလည်းသမီးလေးရဲ့အခြေအနေကိုတနာတာကြောင့်အလှူသဘောမျိုးနဲ့စီးကူတာကားတွေကိုအခမဲ့လုပ်ပေးခဲ့ကြတာပါမစ္စတာလီဟာတကယ်တော့ဆင်းရဲတဲ့သူမဟုတ်ပါဘူးသူကငင်းစင်ကလေးကချမ်းသာတဲ့သူတယောက်ဖြစ်ပေမဲ့ဆင်းရဲတရားလိမ်လည်ဟန်ဆောင်ခဲ့တာပါဇနီးတဲ့နဲ့သမီးဖြစ်သူတို့ကိုအရင်နှီးပြုတ်ပြီးလွယ်လွယ်ကူကူစီးပွားရှာနေတဲ့လူယုံမာတယောက်သာဖြစ်ပါတယ်အများပြည်သူရဲ့တနာစိတ်ကိုအသုံးချပြီးရလာတဲ့အလှူငွေတွေနဲ့သူဟာတဖြည်းဖြည်းပိုချမ်းသာလာပြီးတထေးကြီးတယောက်လိုစိန်နဲ့နေထိုင်ခဲ့တာဖြစ်ပါတယ်မစ္စတာလီယာဖုန်းနှလုံး ID နှစ်ခုနဲ့တနာစရာဒုက္ခိတအဖေကြီးလိုရက်တီးပြီးအလှူခံ၍တစ်မျိုးဈေးကြီးကားတွေထဲလဲစီးကားနဲ့ကားပစ္စည်းဖုန်းတွေနဲ့အလှူခံလို့ရတဲ့ပစ္စည်းတွေကိုတရားမဝင်အယောင်းဝယ်လုပ်တဲ့စီးပွားရေးသမားလိုတဖုံမျက်နှာနှမျိုးနဲ့နေထိုင်ခဲ့သူပါဒါရီယာတောင်ကိုရီးယားထောက်လှမ်းရေးရဲတပ်ဖွဲ့ကနေအသေးစိတ်စုံစမ်းဖော်ထုတ်ပြီးတရားရုံးကိုတင်သွင်းခဲ့တဲ့တွေ့ရှိချက်တွေပဲဖြစ်ပါတယ်ဒီသတင်းတွေပေါ်ထွက်လာတဲ့အခါမှာတော့တောင်ကိုရီးယားတနိုင်ငံလုံးတုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတယ်အန်သွားအဖေကြီးရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုနေတိုင်းလိုလို TV သတင်းဌာနတွေမှာအချိန်ပြည့်ထုတ်လွှင့်ပြသနေခဲ့ပြီးပြည်သူတွေကလည်းမိမိတို့ရဲ့စေတနာကိုအလွဲသုံးစားလုပ်သွားတဲ့ဒီလူယုံမာအပေါ်အလွန်အမင်းဒေါသထွက်ခဲ့ကြရပါတယ်ဒီမှုတွေစစ်ဆေးနေတော့မှပဲအောက်တိုဘာ25ရက်နေ့မှာမတိမ်မှုနဲ့ဆွဆွဲခံထားရတဲ့ပထွေးဖြစ်သူမစ္စတာအေဟာကျိုးဆွဲချတေဆုံးသွားခဲ့တာကြောင့်၃ချိန်မြောက်တရက်ခွင်မှာတက်တီတယောက်ဆုံးရှုံးသွားခဲ့ပါတယ်မစ္စတာလီရဲ့မိခင်ကကျမအလုပ်ပြီးလို့အိမ်ပြန်လာတော့ကျမယောက်ျားကျိုးဆွဲချတေဆုံးနေတာပါပဲရှင်လို့ရင်းစခန်းကိုအကြောင်းကြားခဲ့ပါတယ်2019ခုနှစ်အောက်တိုဘာလ29ရက်နေ့ဟာမစ္စတာလီရဲ့သမီးဖြစ်သူလီကိုအမှုစစ်ဆေးတဲ့နေ့ဖြစ်ပါတယ်သူမဟာမိဘတွေမရှိတော့တဲ့အတွက်လက်ရှိမှာတော့ဦးလေးဖြစ်သူရဲ့အိမ်မှာနေထိုင်နေရပါတယ်။သမီးဖြစ်သူလီယာသူမရဲ့မိခင်တိုက်ပေါ်ကခုန်ချသေးဆုံးတဲ့အချိန်မှာရောအချစ်ဆုံးတငယ်ချင်းခင်အသက်ခံရတဲ့အချိန်မှာပါဖခင်ဖြစ်သူနဲ့အတူရှိနေခဲ့တဲ့တဦးရဲသောမျက်မြင်သက်သေပဲဖြစ်ပါတယ်။တနိုင်ငံလုံးကဝိုင်းဝန်းပြီးစေကူတာပေးခဲ့ရတဲ့သူမကိုတောင်ကိုရီးယားပြည်သူတွေကအမှန်တရားအတိုင်းထွက်ဆိုပေးဖို့နောက်ဆုံးအနေနဲ့ယုံကြည်မျှော်လင့်နေကြပါတယ်။တောင်ကိုရီးယားပြည်သူတွေနဲ့သေဆုံးသွားတဲ့ခင်မြက်မိဘတွေကတော့သူမကိုဦးလေးအိမ်မှာလွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပြုမဲ့အစားကလေးထောင်ထဲမှာပဲထောင်သွင်းအကျဉ်းချပြီးအသေးချာစစ်ဆေးပေးပါလို့ပြင်းပြင်းထန်ထန်တောင်းဆိုနေကြပါတယ်။ယခုချိန်မှာတော့သူမရဲ့ဘဝဟာအထီးကျန်ဆိုးဝါးလှပါတယ်။မိခင်ကလည်းသေဆုံးသွားပြီးဖခင်ကလည်း90%တိမ်မိန်ကြဖို့တေးကြနေပြီ။အားကိုးရမယ်တငယ်ချင်းလည်းမရှိတော့ပါဘူး။ဒီလိုအခြေအနေမျိုးမှာတော့သူမဟာပြည်သူလူထုကိုဆက်ပြီးလိန်ညာနေအောင်မယ်ဆိုရင်တော့သူမရဲ့ရှည်ဟာတကယ်ပဲတွေးဝန်းစရာမရှိတော့ပါဘူးမစ္စတာလီရဲ့လူတက်မှုဟာတောင်ကိုရီးယားပြည်သူတွေကိုဘာကြောင့်ဒီလောက်တောင်စိတ်ထိခိုက်တုန်လှုပ်စေခဲ့တာလဲဆိုတာအဓိကအချက်နှစ်ချက်ရှိပါတယ်ပထမချက်ကတော့သူတို့မိသားစုဟာအင်မတန်သနာစရာကောင်းလို့တနိုင်ငံလုံးကဝမ်းဝန်းကူညီထားကြတာပါမစ္စတာလီယာချီကျူးစရာကောင်းလောက်အောင်ရိုးသားကြိုးစားတဲ့ဖခင်တရားလို့ပြည်သူတွေကယုံကြည်ခဲ့ကြတာကိုအောက်တန်းကြကြအသုံးချပြီးလိမ်လည်ခဲ့လို့ဖြစ်ပါတယ်ဒုတိယအချက်ကတော့ဒီလူယုံမာရဲ့လုပ်ရက်တွေကြောင့်အပြစ်မဲ့တဲ့လူသား3ဦးတောင်အသက်ဆုံးရှုံးသွားခဲ့ရလို့ပါပဲမစ္စတာလီရဲ့လုပ်ရက်ဟာတောင်ကိုရီးယားပြည်သူတွေကိုတစ္ဆာဖယုံနေမကပဲပြည်သူတွေရဲ့စေတနာကိုအသုံးချပြီးအထင်သေးစော်ကားလိုက်တာလည်းဖြစ်ပါတယ်ဒီအမှုဟာ2018ခုနှစ်မှာတော့အပိသက်စီရင်ချက်ထွက်ပေါ်လာခဲ့ပါတယ်2018ဖေဖော်ဝါရီလမှာပထမအဆင့်တရားရုံးကနေလူယုံမာမစ္စတာလီကိုသူ့ရဲ့ရက်ဆက်လုံးတဲ့လုပ်ရက်တွေကြောင့်တည်တံချမှတ်ခဲ့ပါတယ်ဒါပေမဲ့သူကစိတ်ပိုင်းဆိုင်ရာမူမမှန်မှုကိုအကြောင်းပြပြီး2018စက်တင်ဘာလမှာအယူခံဝင်ခဲ့တာကြောင့်အယူခံတရားရုံးကနေတည်တံကနေတသက်တကြုံပြစ်ဒဏ်ကိုရှော့ပေါ့ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်2018ခုနှစ်နိုဝင်ဘာလမှာတော့အမြင့်ဆုံးတရားရုံးကနေဒီတသက်တကြုံပြစ်ဒဏ်ကိုပဲအတည်ပြုခဲ့တာမို့မစ္စတာလီယာလက်ရှိမှာတော့သူ့ရဲ့အပြစ်တွေအတွက်ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပါတယ်သူ့ကိုကူညီခဲ့တဲ့သမီးဖြစ်သူလီကတော့အမှုဖြစ်ပွားချိန်မှာအသက်မပြည့်သေးတာကြောင့်အလောင်းဖျောက်ဖျက်မှုနဲ့လူသတ်မှုမှာပါဝင်ပတ်သက်မှုတွေအတွက်ထောင်ဒဏ်4နှစ်မှ6နှစ်အထိသာချမှတ်ခံခဲ့ရပါတယ်။လက်ရှိချိန်မှာတော့သူမဟာပြစ်ဒဏ်စေလို့ထောင်ကနေပြန်လည်လွတ်မြောက်နေပြီဖြစ်ပါတယ်။ဒါအပြင်မစ္စတာလီလိန်လေရရှိခဲ့တဲ့အလှူငွေဝန်ဂရီ120ကျော်နဲ့ပတ်သက်ပြီးတော့လေတီးခြားထောင်ဒဏ်တွေထပ်တိုးချမှတ်ခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ဆိုကြောင့်တောင်ကိုရီးယားအစိုးရဟာအလှူခံဥပဒေတွေကိုအရင်ကထက်ပိုမိုတင်းကျပ်စွာစောင့်ကြည့်စစ်ဆေးလာခဲ့ရပါတယ်။တကယ်တော့ဒီအမှုဟာအသေးအမွှားမဟုတ်ပါဘူး။ဒီလိုလူယုံမာမျိုးကြောင့်နောက်မှာအမှန်တကယ်အကူအညီလိုအပ်နေတဲ့သူတွေအပေါ်
ဤသူတွေရဲ့စေတနာပျက်စီးသွားမှာကိုအလွန်စိုးရိမ်စရာကောင်းလာပါတယ်။လူဒန်းချင်းဆိုတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရိုးရဓလေကောင်းကိုပါပျက်စီးပစ်လိုက်တာပါ။ဒါဟာတောင်ကိုရီးယားနိုင်ငံသမိုင်းမှာငကြုံနိုင်စရာယွန်ရှာထိတ်လန့်ဖို့အကောင်းဆုံးဖြစ်ရတစ်ခုဖြစ်ကြံရည်နေမှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာယူဆမှာတော့မုတာဝါဒကံလို့ခေါ်တဲ့လိန်ညာပြောဆိုခြင်းကိုကျူးလွန်ရင်အပင်ငရဲလာရတတ်ပါတယ်။အကယ်၍လူပြန်ဖြစ်ခဲ့ရင်တော့စကားမပြီးတာ၊သွားမလှတာ၊ပါဇက်နံတာ၊အသားရည်မွဲချောက်တာအိန္ဒြေမရှိပဲလျှက်ပေါ်လော်လီတာဩဇာကင်းနေတာနှုတ်ကြမ်းရှာကြမ်းရှိတာနဲ့စိတ်မတည်ငြိမ်တာစတဲ့ဆိုးကျိုးတွေကိုခံစားရတတ်တယ်လို့တရားစာပေတွေမှာလေ့လာတွေ့ရှိရပါတယ်။ဗုဒ္ဓအယူဝါဒအရမိမိတို့အတိတ်ဘဝတွေမှာကျူးလွန်ခဲ့တဲ့ကံကြွေးဝတ်ကြွေးတွေကိုတန်တရားတကွေ့မှာပြန်လည်ပြီးဆက်ရစမြဲပါ။ဒါကတော့တရားသဘောတက်တာဖြစ်ပြီးလက်ခံခြင်းမခံခြင်းကတော့ကြည့်ရှုသူတို့ရဲ့ကိုယ်ပိုင်အယူအဆနဲ့လွတ်လပ်ခွင့်သာဖြစ်ပါတယ်။ဒါပေမဲ့ကျမတို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့သတိထားရမှာကလက်ရှိဘဝမှာခန္ဓာကိုယ်ချုပ်ယွင်းနေတာဒါမှမဟုတ်ကြီးမားတဲ့ယောဂဝေဒနာခံစားနေရတာကိုကြည့်ပြီးဒါဟာဝိနာကန္နာပဲတနာစရာလို့တနာစိတ်နဲ့ပြောမိရင်တော့ဒါဟာတစ်ဖက်သားကိုနှိမ်ချရာရောက်သွားတတ်ပါတယ်။တောင်ကိုရီးယားသတင်းတွေရဲ့ comment တွေမှာတော့ဒေါသထွက်နေတဲ့လူလူကြီးကဒုက္ခိတဖြစ်နေတာတော့မမှတ်ဘူးထပ်လိန်နေသေးတယ်။မတန်မစွမ်းကောင်ဆိုပြီးပြင်းပြင်းထန်ထန်ဝေဖန်ကြရနေကြပါတယ်။ဒါပေမဲ့တခုတော့ရှိပါတယ်။အဲ့ဒီလူဟာဘလောက်ပဲလူယုံမှဖြစ်ပါစေသူ့ကိုအဲ့ဒီလိုနှိမ်ချခဲ့ရတာဟာသူတစ်ပါးရဲ့မကောင်းမှုကြောင့်မိမိပါငရဲရစေတတ်တာမို့အဲ့ဒီလို comment မျိုးတွေမပေးချဖို့ကိုလည်းမေတ္တာရက်ခံကြပါတယ်။ကျမတို့ဟာဘသူ့ရဲ့အတိတ်ဘဝကိုမှသိမြင်နိုင်စွမ်းမရှိတဲ့အတွက်ဘယ်ဝေကြွေးကြောင်လို့တက်အပ်မပြောနိုင်ပါဘူး။ဒါပေမဲ့လက်ရှိဘဝမှာဒုက္ခိတဖြစ်နေပါလေနဲ့မကောင်းမှုကိုပဲဆက်ပြီးလုပ်နေမယ်ဆိုရင်တော့ငရဲဟာဘဝကူးစရာတော့လိုမယ်မထင်ပါဘူး။လက်ရှိဘဝမှာဒုက္ခိတဖြစ်စေလူကောင်းဖြစ်စေကောင်းတဲ့အမှုကိုဆက်လက်လုပ်ဆောင်ခြင်းကသာလက်ရှိဘဝကနေတန်တရားအထိကောင်းကျိုးတွေတည်နေစေမှာဖြစ်ပါတော့တယ်။မတ်ရွှေမိုးကိုရီးယားဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရမှန်မူကင်းဆောင်ပါတွေနဲ့အတွေးမြင်ကောင်းတွေကိုနားဆင်ခြင်းနဲ့ဆိုရင်တော့မတ်ရွှေမိုးကိုရီးယား YouTube Channel လေးကို Like and Subscribe လုပ်ဖို့မေ့ပါနဲ့ရှင်။နားဆင်သူတို့အတွက်အငြင်းတဲ့အကျိုးရှိစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ခါလောင်းပုံလေးကိုလည်းနှိပ်ထားပေးပါရှင်။ဒီကနေ့လောက်နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုမတ်ရွှေမိုးကိုရီးယား Channel မှာအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။